ไม่ส่งค่ามิงกลาบาทีนี่ตีซีโชตายได้หาบ่เนาะลาจิญาเบชเนตีตะเซจะดอนี่อายันใจได้บ่เนาะซีโนแค่ตะเซตากาเอ็งมามาชิมาผิดได้เสร็จบ่เนาะဒီမှာအမေတို့ကိုစီးချိုတိုင်းပေးဖို့ဒါအစင်တင်ရှိရမှာအိမ်မှာလူကြီးရှိတယ်ဆိုတော့လေဒီမှာเนาะတဆုံမှာဆိုပါရီရှိလဲဆိုတော့ဒီမှာနီးဖွင့်ပြမယ်เนาะပါရီရှိတယ်တာကသူ့ရဲ့ strip ပြားပေါ့เนาะအထဲမှာက25ခုရှိတယ်ပြီးရင်ဒီဟာကသူ့ရဲ့အတိုင်းတဲ့ဟာပေါ့ပြီးရင်တာကတာလဲ25ခုရှိတယ်ပြီးရင်တခဲလဲပေးလာတယ်เนาะတခဲပေးလာတယ်ပြီးတာကသူ့ရဲ့အတိုင်းတဲ့ဆက်ပေါ့โอเคအဲ့အရင်ထုတ်မယ်เนาะဒီမှာအကဒီလိုပဲထိုးထည့်ရုံပဲဒီလိုထိုးထည့်ပြီးလို့ရှိရင်သူ့ရဲ့အဖုံးကိုဖွင့်မယ်သူ့ရဲ့အကိုဖွင့်မယ်အဖွင့်ပြီးပြီဒီဟာထည့်မယ်เนาะအခုကြတော့ဒီမှာเนาะသူ့ရဲ့ strip ပြားကိုထုတ်မယ်ထုတ်ပြီးတော့အစင်တင်လောက်ထားရမယ်ပေါ့เนาะဒါကြတော့ဒီမှာဒီလိုထိုးထည့်ရမယ်โอเคထိုးထည့်လိုက်ပြီဆိုသူကမီအတန်မီလာမယ်เนาะโอเคစမယ်ပထမဦးဆုံးကတုပ်ပြီးမှဒီမှာနေရုံပဲเนาะဆိုရင်တွေးထလာပြီဆိုရင်ဒီလိုထီရုံပဲအခုကအမေကတရားနဲ့ခုန်လေးရှိတာပေါ့နော်စီးဆိုမရှိဘူးအမေနာလားမနာဘူးနော်ဒါကအဖိုးအဖွားအိမ်မှာရှိလို့ရှိရင်လေဒါမရှိမဖြစ်ရှိရမှာနော်ဒီဟာကစီနိုခဲတစိမ့်နော်ဒီလားโอเคဒီဟာကဘယ်လောက်ထိလွယ်လဲဆိုလွတ်ပြင်းရမယ်ဆိုရင်တအားလွယ်တယ်နော်ဒီနေ့ဟိုလွတ်ပြပြမယ်နော်လက်နဲ့ထိစရာကိုမလိုဘူးโอเคဒီလိုတွန်းလိုက်တာနဲ့ဒီထွက်လာပြီဆိုတော့ဒါလွတ်ပြဖို့ပဲပေါ့နော်ဒါကျတော့အရင်လွယ်နော်ဒီလိုဖွင့်လိုက်တာနဲ့သူ့အကိုသူ့အဖုံးကိုပြန်ဖိလိုက်ပြန်ဖိပြီးတော့လက်နဲ့ထိစရာမလိုဘူးနော်ဒီနေ့ကဒီလိုနဲ့ဟွာလွတ်ပြပေးမယ်ဒီတစ်ခုနဲ့တွန်းလိုက်လို့ရှိရင်ဒီလိုထွက်လာပြီโอเคဒါကလွတ်ပြဖို့ပဲတကယ်လို့လေသူ့ရဲ့အတွေသူ့ရဲ့ strip တွေကုန်သွားလို့ရှင်ပေါ့နော်ဒီဆက်အတစ်တော့ဝယ်စရာမလိုပဲနဲ့လေသူ့ရဲ့ street တက်ရှိတယ်နော်ဒီတပူးဆိုရင်ဒီအထဲမှာ90တောင်ရှိရည်လားဘာဖြစ်လို့နီနီတို့အိမ်ကစီနိုခဲတစိတ်သုံးနေသီလားဘာဖြစ်လို့ဆိုသူက FDA ရပြီးသားမို့လို့စိတ်ချနဲ့သုံးလို့ရတာပေါ့နော်ပြီးတော့သူကတက်တာအမှတ်ခံနေနော်အမေနော်ကြကွဲတာဖြစ် error ဖြစ်တာဖြစ်ပေါ့နော်အတစ်နဲ့ဆက်အဟောင်းယူပြီးတော့အတစ်ကိုတလဲလို့ရတာပေါ့နော်အိမ်မှာရှိတဲ့စီးစုံတိုင်းတဲ့ဆက်တွေဘာတွေပြတ်ထားတဲ့ဟာပေါ့နော်အဟောင်းနေဆိုရင်ဒီစီနိုခဲတစ်စိတ်ကိုတလဲလို့ရတယ်နော်အားလုံးတော့နီးတို့ဗီဒီယိုကြည့်ပြီးတော့ share ပြီးတော့ screenshot ပြီးတော့ comment အောက်မှာ comment ထားလို့ရှိရင်လေဒီ comment အောက်မှာ like အများဆုံးဆိုရင်နီးကစီနိုခဲစီးစုံတိုင်းတဲ့ဟာတခုလက်ဆောင်ပေးမယ်နော်လေမမန်စေးဆိုင်မှာเนาะစီနိုခဲတော့ဝယ်မယ်ဆိုရင်နီနီကုတ်ပြောလို့ရတယ်เนาะနီနီကုတ်နာမည်ကနီနီ save AQ လို့တော့ပြောလိုက်တာနဲ့စေရခိုင်နှုန်းလျှော့ရတယ်เนาะโอเคမြန်တော့ဝယ်ကြเนาะဒီ3လပိုင်းကုန်တဲ့အထိပဲเนาะမြန်เนาะ bye bye